အောင်လို့ခောက်ဆဲခြင်းလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးပဲမုတ်နဲ့ရေနဲ့ဖြော်မယ်ပေါ့နော်ဖြော်ပြီးတော့စကားနဲ့2ခေါက်3ခေါက်လောက်စစ်ထားမယ်ပေါ့နော်မော်မိုင်းမပါအောင်လို့ပြီးရင်အဲ့ဒီဝင်လာတဲ့ပဲမုတ်နဲ့ရေနဲ့ဖြော်ထားတဲ့ဟာကိုပေါ့နော်မီးအေးလေးနဲ့ကျွန်းမယ်ပေါ့နော်ပုံမှန်အတိုင်းဖြစ်တဲ့အထိကျွန်းမယ်ပြီးရင်ဒီကကျတော့ချက်သားကိုချက်စီမွေးတက်ပြီးတော့ရှက်ထားမယ်ပေါ့နော်ချက်သားအသုံးသေးလေးတုံးပြီးတော့အဲ့ဒါလေးရှက်ထားမယ်ရေခမ်းပြီးဆိုရင်အဲ့ဒီချက်သားရဲ့ကိုခုနကကြိုထားတဲ့ပဲမော့ရေလေးထည့်လိုက်မယ်ပေါ့နော်ပဲမော့ရေလေးထည့်ပြီးတော့နှံအောင်ပြန်မွေးမယ်ပေါ့နော်ထည့်ပြီးတော့နေပါမယ်ရှင်ဒါလေးကိုနှောင်မွေးမယ်ပေါ့နော်နှောင်မွေးပြီးဆိုရင်တော့ဖြင့်မှာပြထားတဲ့ကြက်ဥလေးကြက်ဥပြုတ်ပြီးဒီလိုလေးပြီးတော့အဲ့ဒီကိုထည့်လိုက်မယ်ပေါ့နော်ပြုတ်လေးထည့်ပါရှင်ပြီးရင်ဒီပြရတဲ့အုံလို့ပေါ့နော်အုံလို့လေးကိုအဲ့ဒီလေးကိုရောပြီးထည့်ပါမယ်ရှင်ဒါကတော့ ready made အောင်လို့ပေါ့နော်ဘာမှလို့ဆိုတော့ဒါလေးထည့်ရမယ်250 ml ကြာထည့်လိုက်တယ်ပေါ့နော်အုံလို့ကြာတော့ပြီးရင်နှာမွေပါမယ်ရှင်။ decoration နဲ့ဘုံလုံးခောက်ဆယ်လေးရပါပြီပေါ့နော်။တော်လေးစားလို့ကောင်းပါတယ်။အိမ်မှာချက်တာဆိုတော့ကြက်သားဆိုရင်ကြက်တစ်ကောင်လုံးထည့်လိုက်တယ်ပေါ့နော်။ဒီနေ့စားလို့ရပါပြီရှင်။ချက်စားကြည့်ကြပါနော်။လုံးဝ decoration နဲ့ပေါ့နော်။ပြီးစားလို့ကောင်းပါတယ်ရှင်။စနေကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဆုံးဖြတ်ကြည့်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်။